ကလေးထိုးဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေပြပေးပါမယ်နော်ပစ္စည်းလေးတွေကဒီအယုတ်အောက်မှာသုံးဖို့အတွက်ဒီပန်းရောင်ချီရတစ်လုံးလိုမယ်ပြီးရင်အညိုရောင်ချီတစ်လုံးလိုမယ်ပြီးလို့ရှိရင်အဖြူရောင်ချီတစ်လုံးလိုပါမယ်ပြီးရင်ဒီနှာခေါင်းတွေဒီမျက်ခုံးတွေလုပ်ဖို့အတွက်ဒီလိုချီလေးပိုပလိုင်းလေးပေါ့နော်အနီရောင်လေးတစ်လုံးလိုပါမယ်ပြီးလို့ရှိရင်ဒီမှာမျက်လုံးလေးပေါ့နော်မျက်လုံးလေးဒါက5 mm မျက်လုံးလေးတစ်ခုလိုပါမယ်တစ်စုံပေါ့နော်တစ်စုံလိုပါမယ်ပြီးလို့ရှိရင်ဒါလေးက4 mm လိုပါမယ်လိုအပ်တဲ့ပစ္စည်းလေးတွေပြပြီးသွားပြီဆိုရင်အခုခေါင်းပိုင်းစထိုးမယ်နော်ခေါင်းပိုင်းစထိုးတဲ့နေရာမှာ magic နဲ့အရင်စမယ် magic လုပ်ပြီးတော့တိုင်တိုး6တိုင်အရင်ထိုးခဲ့မယ်နော်နဲ့တော့နေဒါပြင်ဆွဲလိုက်မယ်လို့ရှိရင်ဒီမှာဒီသူကဘက်လွတ်လေးနဲ့ပဲတိုင်ပွားလေးပြန်ထိုးခဲ့မယ်เนาะတပေါက်ချင်းစီမှာတိုင်ပွားလေးနဲ့ထိုးခဲ့မယ်မတ်ဂျိတ်လေးမပုံမမေးနဲ့เนาะတိုင်ပွားလေးတပေါက်ချင်းစီမှာတိုင်ပွားလေးထိုးမယ်အဲဆိုရင်တစ်ပြီးတော့ဒါဆိုရင်တိုင်ပွားလေးတပေါက်စီမှာတိုင်ပွားလေးထိုးလိုက်ပြီဆိုရင်စုပေါင်းတိုင်တိုး12တိုင်ဒီမှာထိုးခဲ့မယ်เนาะဒီမှာကအကုန်လုံးကဒီခေါင်းပိုင်းထိုးတဲ့နေရာမှာဘက်လွတ်လေးနဲ့ပဲထိုးခဲ့မယ်နော် ခု round 3ပြန်စမယ်နော် round 3စတဲ့နေရာမှာလည်းဘက်လုတ်လေးနဲ့ပဲအရင်ထိုးခဲ့မယ်တိုင်တိုးတစ်တိုင်ပြန်ထိုးမယ်မချစ်ပြန်မှတ်ခဲ့မယ်နော်ပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်တိုင်ပွားလေးပြန်ထိုးမယ်တိုင်တိုးတစ်တိုင်ပြန်ထိုးမယ်ပြီးရင်တိုင်ပွားလေးပြန်ထိုးမယ်အဲ့လိုပဲပတ်လဲတိုင်တိုးတစ်တိုင်တိုင်ပွားတစ်တိုင်နဲ့6ခေါက်ဆက်ထိုးခဲ့မယ်နော်round 3ပြီးသွားလို့ရှိရင် round 4ပြန်စမယ် round 4လည်းဘက်လုတ်လေးနေပဲသွားမယ်တိုင်တူတစ်တိုင်အရင်ထိုးခဲ့မယ်မကြိတ်လေးမမေ့နဲ့เนาะပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်ထိုးပြီးရင်တိုင်တူနှစ်တိုင်ပြန်ထိုးခဲ့မယ်เนาะတဲ့နဲ့ပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်အဲ့လိုပဲတိုင်တိုးနှစ်တိုင်တိုင်ပွားတစ်တိုင်နဲ့9ခါပြည့်အောင်ဆက်ထိုးခဲ့မယ်နော်9ခါပြီးသွားရင်နောက်ဆုံးမှာတိုင်တိုးတစ်တိုင်ကျန်သေးရဲ့တိုင်တိုးတိုင်ထိုးခဲ့မယ်နော်ဒါဆိုရင် round 4ပြီးသွားပြီ round 4ပြီးသွားပြီဆိုရင် round 5ပြန်စမယ် round 5ကလည်းဘက်လုတ်လေးနဲ့ပဲပြန်ထိုးခဲ့မယ်နော်ဒါဆိုရင် round 5ကတိုင်တိုးတပေါက်ချင်းစီမှာတိုင်တိုး3တိုင်ထိုးမယ်ပြီးလို့ရှိရင်တိုင်ပွားတစ်တိုင်ထိုးမယ်အဲ့လိုပဲပတ်လဲတိုင်တိုး3တိုင်တိုင်ပွားတစ်တိုင်နဲ့ပတ်လဲထိုးခဲ့မယ်နော်ထိုးပြီးသွားပြီဆိုရင် round 6ပြန်စမယ် round 6ကလည်းဘက်လုတ်လေးနဲ့ပဲတိုင်တိုး30ပတ်လဲကိုဒီတိုင်းဆက်ထိုးရမယ်နော်round 6ပြီးသွားပြီဆိုရင် round 7ပြန်စမယ် round 7ကလည်းဘက်လုတ်လေးနဲ့ပဲပြန်စထိုးမယ်ဘက်လုတ်နဲ့တိုင်တိုး
တပေါက်တစ်ချက်စီမှာတိုင်တိုးနှစ်ခုအရင်ထိုးခဲ့မယ်ပြီးရင်တိုင်ပွားလေးပြန်ထိုးမယ်ပြီးလို့ရှိရင်တိုင်တိုးလေးတိုင်ပြန်ဆက်ထိုးမယ်နဲ့တော့လေးပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်ဒီလိုပဲတိုင်တိုးလေးတိုင်ပွားတစ်တိုင်5ခုပြည့်အောင်ဆက်ထိုးခဲ့မယ်နော်5ခုပြည့်အောင်ထိုးပြီးခဲ့ပြီဆိုရင်တိုင်တိုးနှစ်တိုင်ပဲကြမယ်เนาะတိုင်တိုးနှစ်တိုင်လေးဆက်ထိုးမယ်ဒါဆိုရင် round 7ပြီးသွားပြီเนาะ round 7ပြီးသွားပြီဆိုရင် round 8ကနေ round 10ကိုဒါဘက်လုံးလည်းမဟုတ်တော့เนาะ round 8လုံးလုံးတစ်ခုစလုံးကိုယူပြီးတော့ပတ်လဲတိုင်တိုး36တိုင်နဲ့ round 8ကနေ round 10ကိုဆက်ထိုးခဲ့မယ်เนาะ10ဒီထိုးပြီးပြီဆိုရင် round 7ကိုပြန်စထိုးမယ် round 7ကလည်းဒီမှာကတပေါက်တစ်ချက်စီနဲ့တိုင်တိုးကိုတိုင်အရင်ပဲထိုးခဲ့မယ်နော်3 4 5 6 9 ပြီးလို့ရှိရင်တိုင်တိုးတစ်တိုင်ထိုးမယ်တိုင်ပွားတစ်တိုင်ပြန်ထိုးမယ်အဲ့လိုမျိုးတိုင်တိုးတစ်တိုင်တိုင်ပွားတစ်တိုင်ကို3ခါပြန်ထိုးခဲ့အရင်ထိုးခဲ့မယ်နော်ဒါဆိုရင်2ခါတိုင်ပွားပြန်ထိုးမယ်3ခါပြီးတော့ဆိုရင်တိုင်တိုး6တိုင်ပြန်ထိုးခဲ့မယ်နော်တဲ့နဲ့3 4 5 6 ပြီးလို့ရှိရင်တိုင်ပွားပြန်ထိုးမယ်ပြီးရင်တိုင်တိုးတစ်တိုင်ပြန်ထိုးမယ်အဲ့လိုပဲ3ခါဆက်ထိုးခဲ့မယ်နော်တိုင်ပွားထိုးမယ်တိုင်တိုးတစ်တိုင်ထိုးမယ်တိုင်ပွားထိုးမယ်တိုင်တိုးတစ်တိုင်ထိုးမယ်ပြီးရင်တိုင်တိုး9တိုင်ပြန်ဆက်ထိုးခဲ့မယ်ဒါပြီးရင်မျက်လုံးလေးပြန်ထည့်မယ်နော်မျက်လုံးလေးက5 mm လောက်ရှိရဲ့မျက်လုံးလေးထည့်မယ်မျက်လုံးလေးက round 10နဲ့17ကြားမှာထည့်မယ် round 10နဲ့17ကြားထဲမှာထည့်ပေးမယ်နော်ပြီးလို့ရှိရင်ကြားထဲမှာတိုင်တိုး6တိုင်ချားပြီးတော့နောက်တစ်နေရာမှာပြန်ထည့်မယ်နော်အလယ်နားလောက်မှာချိန်ပြီးထည့်ပေးနော်ဒါပြီးရင် round 7ကနေ73အထိကိုတိုင်တိုးပပတ်လဲ42တိုင်နဲ့ဆက်ထိုးခဲ့မယ်နော်round 14ပြန်ထိုးမယ်နော် round 14ကတိုင်တိုး9တိုင်အရင်တပေါက်တစ်ချက်စီနဲ့ထိုးခဲ့မယ်နော်နဲ့3 4 5 6 9 ပြီးလို့ရှိရင်တိုင်တိုးတစ်တိုင်အရင်ထိုးမယ်ပြီးရင်တိုင်ရော့လေးပြန်ထိုးပေးမယ်နော်
တိုင်ရော့လေးတစ်တိုင်းပြန်ထိုးပေးမယ်အဲ့လိုပဲတိုင်တိုးတစ်တိုင်းထိုးမယ်တိုင်ရော့တစ်တိုင်းထိုးမယ်အဲ့လို3ခေါက်ပြည့်အောင်ထိုးပေးခဲ့မယ်နော်ပြီးလို့ရှိရင်တိုင်တိုး6တိုင်းအရင်ထိုးမယ်နော်တိုင်တိုး6တိုင်ပြီးထိုးရင်ထိုးခဲ့ပြီးပြီဆိုရင်တိုင်ရော့လေးပြန်ထိုးမယ်ပြီးရင်တိုင်တိုးတစ်တိုင်းထိုးမယ်တိုင်ရော့လေးပြန်ထိုးမယ်တိုင်တိုးတစ်တိုင်းထိုးမယ်အဲ့လိုပဲ3ခါပြည့်အောင်ထိုးခဲ့မယ်နော်တိုင်ရော့လေးထိုးမယ်တိုင်တိုးတစ်တိုင်းထိုးမယ်ပြီးလို့ရှိရင်တိုင်တိုးကျန်တဲ့တိုင်တိုး9တိုင်ကိုပြန်ဆက်ထိုးခဲ့မယ်နော်round 14ပြီးသွားလို့ရှိရင် round 15ပြန်ထိုးမယ်မြင်မြင်ဒီမှာဟိုစာထည့်ထားတဲ့နေရာမှာဇာတ်ထိုးထားတဲ့နေရာမှာတစ်ချက်မာနေရနော် round 15ဖြစ်ရမယ်နော် round 15ကတိုင်တိုး2တိုင်အရင်ထိုးမယ်ပြီးလို့ရှိရင်တိုင်ရော့လေးပြန်ထိုးမယ်ပြီးလို့ရှိရင်တိုင်တိုး4တိုင်အရင်ထိုးခဲ့မယ်ပြီးရင်တိုင်ရော့လေးတစ်တိုင်ပြန်ထိုးမယ်တိုင်တိုးလေးတိုင်ထိုးမယ်တိုင်ရော့တိုင်ထိုးမယ်အဲ့လိုမျိုးပဲပတ်လဲ5ခုပေါ့နော်အဲ့လိုလေး5ခုပြည့်အောင်ဆက်ထိုးခဲ့မယ်နော်ခုပြည့်သွားပြီဆိုရင်တိုင်တိုး2တိုင်ပူလေးရနော်အဲ့ဒီတိုင်တိုး2တိုင်ဆက်ထိုးမယ်နော်ပြီးရင် round 16ပြန်ထိုးမယ်နော်မြင်မြင်ဒီထဲမှာနံပါတ်တွေရေးနေမှာမားပါတယ် round 16ပြန်ထိုးမယ် round 16ကတိုင်တိုး3တိုင်အရင်ထိုးမယ်ပြီးလို့ရှိရင်တိုင်ရော့တစ်ခုပြန်ထိုးမယ်တိုင်တိုး3တိုင်ထိုးမယ်တိုင်ရော့တစ်ခုပြန်ထိုးမယ်အဲ့လိုပဲပတ်လဲ6ခုပြည့်အောင်ဆက်ထိုးခဲ့မယ်နော်round 16ပြီးသွားပြီဆိုရင် round 19ပြန်ထိုးမယ် round 19ကတိုင်တိုးတစ်တိုင်ထိုးမယ်ပြီးရင်တိုင်ရော့လေးတစ်တိုင်ထိုးပြန်ထိုးမယ်ပြီးရင်တိုင်တိုး2တိုင်ထိုးမယ်ပြီးရင်တိုင်ရော့လေးတစ်ခုပြန်ထိုးမယ်တိုင်တိုး2တိုင်တိုင်ရော့တစ်တိုင်ကို5ခါပြည့်အောင်ဆက်ထိုးခဲ့မယ်နော်
တိုင်တိုနှစ်တိုင်တိုင်ရောတစ်တိုင်ငါးကပြီးသွားလို့ရှိရင်တိုင်တူတစ်တိုင်ကြံခဲ့မယ်နော်အဲ့ဒါလေးဆက်ထူးမယ်ဒါပြီးလို့ရှိရင်ဒီထဲမှာစစ်လေးကိုမှုတ်လေးတွေပြအောင်ထည့်ပေးခဲ့မယ်နော်round ဆက်ခွန်ပြီးသွားပြီဆိုရင် round 18ပြန်ထိုးမယ် round 18ကပပတ်လဲတိုင်တိုနဲ့ပဲတွားမယ်နော်တိုင်တို6တိုင်အရင်ထိုးမယ်နော်တိုင်တိုပပတ်လဲတိုင်တို6တိုင်ပြည့်အောင်ထိုးပေးခဲ့မယ်ပပတ်လဲတိုင်တို6တိုင်နဲ့ပြည့်အောင်ထိုးခဲ့ပြီဆိုရင်ဒီမှာချီဖြတ်လို့ရပြီနော်ချီကိုအရန်ရှည်ကြီးဖြတ်စရာမလိုနော်အဲ့ဒါလေးကိုပြန်ချုပ်ပေးရမှာနော်အဲ့ဆိုတော့ချီနည်းနည်းလေးပဲပိုလေးဖြတ်ပေးရပြီခုစပင်လေးပြန်ထိုးမယ်နော်စပင်လေးကဟ
အခုထိတ်ကကိုလေးဘက်လွတ်ပဲယူခဲ့ရလေနော်ဆိုရင်ရှေ့ကလွတ်လေးကြံခဲ့မယ်အရှေ့လွတ်လေးကနေစမယ်သူက lipstick လေးနဲ့သွားမယ်ပြီးလို့ရှိရင်တိုင်းချိန်5ခုပြန်တက်မယ်နော်ပြီးလို့ရှိရင်နောက်တစ်နေရာမှာနောက်တစ်ပေါက်မှာသူကတိုင်တိုးအရင်ထိုးမယ်တိုင်တိုးပြန်ထိုးမယ်ပြီးရင်ချိန်5ခုပြန်တက်မယ်5ခုပြန်တက်မယ်ပြီးလို့ရှိရင်တိုင်တိုးပြန်ထိုးမယ်အဲ့လိုလေးပဲเนาะသူကအခု round 2ကနေ round 7အထိကိုမြင်တို့ဒီမှာ back loop ယူထားတဲ့နေရာပေါ့เนาะအဲ့အကုန်လုံးကိုကိုကရှေ့ loop လေးကျန်တယ်အဲ့ရှေ့ loop လေးအကုန်လုံးကိုတိုင်တိုး5တိုင်ထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုးထိုးတိုင်တိုးတိုင်ထိုးမယ်ပြီးရင်ချိန်5ခုတက်မယ်နောက်တစ်ပေါက်မှာတိုင်တိုးတိုင်ထိုးမယ်အဲ့လိုလေးပတ်လဲ round 7အထိကိုထိုးခဲ့မယ်เนาะဒါဆိုရင်အခုခြေထောက်လေးပြန်ထိုးမယ်နော်ခြေထောက်လေးကိုလည်း measuring နဲ့ပဲအရင်စမယ် measuring ရင်လုံးမယ်ပြီးရင်ချိန်တက်မယ်ဒီမှာဒီ measuring ထဲမှာတိုင်တိုး6တိုင်အရင်ထိုးခဲ့မယ်နော်တဲ့နဲ့တော့လေး6ပြသွားလို့ရှိရင်ဒီမှာ slip stitch နဲ့သွားမယ်နော် slip stitch နဲ့ပြီးသွားလို့ရှိရင်ဒီမှာ chain တစ်ခုပြန်တက်မယ် chain တစ်ခုတက်ပြီးသွားလို့ရှိရင်တပေါက်ချင်းစီမှာတိုင်ပွားလေးနဲ့ပြန်ဆက်ထိုးရမယ်နော်တဲ့နဲ့ဒီလိုတပေါက်ချင်းစီမှာတိုင်ပွားလေးထိုးရမယ်နော် round 2ကဒီလိုတိုင်ပွားလေးထိုးပြီးခဲ့ပြီဆိုရင်ဒီမှာအယောင်လေးပြန်ပြောင်းမယ်နော်ရှောင်းလေးပြောင်းမယ်မြင်ရတော့ဒီအယောင်လေးတုံးထားတယ်နော်အယောင်လေးပြောင်းပြီးထိုးမယ်မချက်ချပြီးလို့နော်ဆိုရင်ဒီအောက်ပါအယောင်လေးကိုဖြတ်လိုက်လို့ရပြီနော်ပြီးရင်ဒီမှာချင်းဝင်တက်မယ်ဒီလိုပဲတိုင်တိုး12တိုင်ဆက်ထိုးခဲ့မယ်နော်တိုင်ပွားတာမရှိဘူးနော်နဲ့3 6 7 slip stitch လုပ်မယ်ဒီ
ဆက်ချင်မယ် round 3နဲ့ round 4ကိုနောက်ထပ်ဒါ round 4ပြန်တက်မယ်နော် round 4ကလည်းဒီတိုင်းပဲတိုင်တိုး12တိုင်းတက်သွားမယ်နော်ရောင်းဖို့ပြီးသွားလို့ရှိရင်တစ်ဖက်ကိုဖြိုးလိုက်မယ်နော်တစ်ဖက်ကိုဖြတ်လိုက်မယ်တစ်ဖက်ကိုဒီလိုလောက်ဖြတ်ထားပြီးဖြတ်လိုက်မယ်ပြီးရင်နောက်တစ်ဖက်လေးဒီလိုလေးဒီပတ်တန်အတိုင်းပဲနောက်တစ်ဖက်ကိုလည်းဆက်ထိုးခဲ့မယ်နော်ဒီလိုလေးနှစ်ခုရောက်ထိုးခဲ့မယ်ပြီးလို့ရှိရင်ဒါလေးကိုဒီဘက်အထက်ဒီဘက်တစ်ချမ်းနော်ရဲချာဒီဘက်သားကိုအထက်ဒီဘက်အတွင်းမှာထားပြီးတော့ထိုးမယ်နော်ဒါဆိုရင် body လေးနှစ်ခုဆက်မယ် body နှစ်ခုဆက်မယ်ဆိုရင် chain 3ခုရင်တက်သွားမယ်နော်တဲ့နဲ့တော့ကိုရင်တက်သွားမယ်ပြီးလို့ရှိရင်ဒီဘက်ကခြေထောက်လေးနဲ့ပြန်တွက်ဆက်မယ်နော်ဒီကနေဒီမှာ slip stitch လေးနဲ့အရင်လာဆက်မယ်နော် slip stitch လေးနဲ့အရင်ဆက်မယ်ပြီးလို့ရှိရင်ဒီမှာ chain 1တက်မယ်နော် chain 1တက်ပြီးသွားလို့ရှိရင်ဒီမှာတိုင်တိုး12တိုင်ရှိရယ်ဒီဘက်ခြေထောက်တစ်ဖက်မှာဒါဆိုရင်တိုင်တိုး12တိုင်အရင်ထိုးခဲ့မယ်တဲ့တော့လေး6 shit go say set စနစ်ပြီးသွားလို့ရှိရင်ဒီမှာ chain 3ခုတက်ထားတယ်ဒီ chain 3ခုမှာတိုင်တိုး3တိုင်ပြန်ထိုးမယ်နော်တဲ့နဲ့မနာတော့ပြီးလို့ရှိရင်နောက်တစ်ဖက်ကိုတိုင်တိုး3တိုင်ဆက်ထိုးရမယ်နော်တိုင်တိုး12တိုင်ပြန်ဆက်ထိုးရမယ်နော်ဒီဘက်တစ်ချောင်းနဲ့2 3 6 shit say set စနစ်ပြီးသွားလို့ရှိရင်ဒီမှာတိုင်တိုး3တိုင်ဒီမှာ chain 3ခုပေါ့နော် chain 3ခုကြံနေသေးတယ်တဲ့နဲ့တော့ဒီ3ခုကိုတိုင်တိုးလေးပြန်ဆက်ထိုးမယ်နော်တိုင်တိုးတစ်တိုင်ကြားထဲမှာတိုင်တိုးနှစ်တိုင်တိုင်တိုး3တိုင်အဲဆိုရင် round 1အနေနဲ့ပြီးသွားပြီပေါ့နော်ဒါ body set တဲ့အပိုင်းက round 1အနေနဲ့ပြီးသွားပြီပြီးရင်ဒီမှာ slip stitch နဲ့ပြန်လာချိန်မယ်နော်အဲဆိုရင် body set တဲ့အပိုင်းရဲ့ round 2ကိုပြန်တက်မယ် chain 1တက်မယ်ပြီးလို့ရှိရင်ဒီမှာတိုင်တိုး2တိုင်အရင်ထိုးမယ်နော်တဲ့ပြီးလို့ရှိရင်ဒီမှာတိုင်ပွားလေးပြန်ထိုးမယ်ပြီးလို့ရှိရင်တိုင်တိုး4တိုင်ပြန်ထိုးမယ်တဲ့နဲ့တော့ပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်ဒါမျိုးတိုင်တိုးလေးတိုင်ပွားတဲ့တိုင်နဲ့ဒီမှာစုပေါင်း5ခုပေါ့နော်ဒါတစ်ခုပြီးသွားပြီဆိုရင်နောက်ထပ်4ခုပြန်ဆက်ထိုးခဲ့မယ်နော်
ဒါဆိုရင်5ခုပြည့်အောင်ထိုးခဲ့ပြီဒီမှာတိုင်တိုး2တိုင်ကျန်တယ်နော်တိုင်တိုး2တိုင်လေးကိုပြန်ထိုးမယ်တဲ့နဲ့ဒါဆိုရင် body ထိုးတဲ့အပိုင်းရဲ့ round ထိုးပြီးသွားပြီဒီမှာ slip stitch နဲ့ပြန်လာချိန်မယ်ပြီးဆိုရင် chain 1ပြန်တက်မယ်အဲဆိုရင် round 2ကနေအခု round 2ပြီးသွားပြီเนาะ round 2ပြီးသွားပြီဆို round 3ကနေ round 5အထိ round 5အထိကိုဆက်ထိုးရမယ်เนาะဒါက round 3ပြန်စမယ်เนาะ round 3ကဒီတိုင်း round 3ကနေ round 5เนาะround 5ထိုးပြီးပေါ့နော် round 5ထိုးပြီးဆိုရင်ဒီမှာမင်ကချင်းဟိုကာလာလေးပြန်ချိန်မယ်နော်ကာလာလေးကခုနကဒီအောက်ခံကာလာလေးကိုပဲပြန်ချိန်သွားမယ်ပြန်ချိန်သွားမယ်ဆိုတော့ဒီလိုလေးပေါ့နော်ဒီမှာတစ်ချက်ချိန်လိုက်မယ်ဒီအညိုလေးကိုတော့ဖြုတ်လို့ရပြီနော်ပြီးတော့ဒီမှာဒီ color change ပြီးသွားပြီဆိုရင်မမင်းတို့ဒီ back loop လေးကိုယူပါမယ်နော်ဒီအနောက်က loop လေးကိုယူမယ်နော်အဲ့ဒါလေးကိုမယ်ဒီ round 6ကအနောက်က back loop လေးကိုပဲယူပြီးထိုးရမယ်နော်ဒါဆိုရင် chain တစ်ခုတက်မယ်ဒါဆိုရင်ဒီအနောက်က loop လေးကိုယူပြီးတော့ထိုးမယ်ဒီမှာလည်း round ပါမှာတိုင်ပွားတာတိုင်ရော့တာဘာမှမရှိဘူးပေါ့နော်မရှိဘဲနဲ့ဒီတိုင်းဘက်လုတ်လေးအကုန်လုံးကိုဘက်လုတ်လေးတိုင်တိုး36တိုင်ဆက်ထိုးရမယ်နော်ဒါဆိုရင် round 6ပြီးသွားရင်နော် round 6ပြီးသွားပြီဆိုရင်မင်းဒီမှာတစ်ချက်ပြစီရလေးရှိဒီမှာဆိုရင်ဒီမှာဆက်ထားတဲ့နေရာလေးမှာဒီလိုအပေါက်လေးကြံခဲ့ရပါတော့ဒီဟာလေးကိုဖာပေးမယ်နော်ဒီမှာဒီအထဲမှာကြိုးလေးနည်းနည်းခြေထောက်တစ်ဖက်ကကြိုးလေးနည်းနည်းရှည်ရှည်လေးထားခဲ့ဟာလीเนาะဒီကြိုးလေးနဲ့မှာတစ်ချက်ဖာပေးမယ်ရိုင်းခက်เนาะသူကဘယ်ကနေဘယ်လိုထိုးရမယ်ဆိုတာမျိုးတော့မရှိဘူးပေါ့เนาะဒါပေမဲ့ဟိုထိုးဒီထိုးလေးနဲ့ဒီအပေါက်လေးကိုဖာပေးတော့မှာပေါ့เนาะဒီဘက်တစ်ချမ်းရယ်ဒီဘက်ကတစ်ချမ်းတော့အများကြီးတိတ်မရှိဘူးပေါ့နော်ခုကဆိုရင်ပိတ်သွားပြီပါပြီပိတ်သွားရင်နော်ပိတ်သွားပြီဆိုရင်ဒီကြိုးလေးကိုဒီထဲမှာပဲထိုးပြီးထည့်ထားလိုက်နော်လိုလိုထည့်ထားလိုက်ဆိုရင်ဒီလိုရပါပြီ round 6ပြီးသွားပြီဆိုရင်အခုက round 7ပြန်စမယ်နော် round 7ကတိုင်တို6တိုင်ရင်ထိုးခဲ့မယ်ချိန်တက်မယ်တိုင်တို6တိုင်ထိုးမယ်တစ်နဲ့3 4 5 6ပြီးလို့ရှိရင်တိုင်ရော့လေးထိုးမယ်နော်တိုင်ရော့လေးထိုးမယ်ပြီးလို့ရှိရင်ဒီမှာတိုင်တို16တိုင်အရင်ထိုးခဲ့မယ်တစ်နဲ့3 4 5 6 7 8 9 10 11 12 13 14 15 16ပြီးရင်တိုင်ရော့လေးထိုးမယ်
တန်ရော့လေးထိုးမယ်ပြီးလို့ရှိရင်ဒီမှာတိုင်တိုးစေတိုင်းပြန်ဆက်ထိုးရမယ်နော်တဲ့နဲ့တော့လေး5 6 9 10 9 10ပြီးလို့ရှိရင်ဒီမှာ slip stitch လေးနဲ့ပြန်လာချိန်မယ်ဆိုရင် round 8ပြန်စမယ်နော် round 8ပြန်စမယ် round 8ကတိုင်တို4တာအရင်ထိုးမယ်တဲ့နဲ့တော့လေးပြီးသွားလို့ရှိရင်တိုင်ရော့နှစ်ခုထိုးမယ်နော်တိုင်ရော့နှစ်ခုထိုးမယ်ဒါတိုင်ရော့တစ်ခုပြီးသွားပြီပြီးနောက်ထပ်တိုင်ရော့နောက်တစ်ခုပြန်ထိုးမယ်တိုင်ရော့နှစ်ခုပြီးသွားပြီအဲဆိုရင်ဒီမှာတိုင်တို14တိုင်ပြန်ထိုးခဲ့မယ်တဲ့နဲ့တော့လေး5 6 9 10 9 10 11 12 13 14ပြီးရင်တိုင်ရော့နှစ်ခုပြန်ထိုးမယ်တဲ့နဲ့ပြီးလို့ရှိရင်ဒီမှာတိုင်တူ8တိုင်ပြန်ထိုးမယ်တဲ့နဲ့တော့လေး5 6 9 10ပြီးလို့ရှိရင်ဒီမှာ slip stitch လေးနဲ့ပြန်လာချိန်မယ် round 9ပြန်စမယ် round 9ကတိုင်တို2တိုင်အရင်ထိုးမယ်တဲ့နဲ့ပြီးသွားလို့ရှိရင်တိုင်ရော့တစ်ခုပြန်ထိုးမယ်ပြီးလို့ရှိရင်တိုင်တို4တိုင်ပြန်ထိုးမယ်တဲ့နဲ့တော့လေးပြီးလို့ရှိရင်တိုင်ရော့လေးတစ်ခုပြန်ထိုးမယ်ဒါဆိုရင်တိုင်တို4တိုင်တိုင်ရော့တစ်တိုင်နဲ့5ခုထိုးပေးရမယ်ပေါ့နော်5ခုထိုးရမယ်ဒါတစ်ခုပြီးသွားဆိုနောက်ထပ်4ခုပြန်ထိုးခဲ့မယ်နော်ဒါဆိုရင်တိုင်တို4တိုင်တိုင်ရော့တစ်တိုင်နဲ့5ခုပြည့်သွားရင်နော်ဒါဆိုတိုင်တို2တိုင်ကျန်ခဲ့မယ်နော်နောက်ထပ်တိုင်တို2တိုင်ကိုဆက်ထိုးရမယ်ပြီးဒီမှာ slip stitch လေးနဲ့ပြန်လာချိန်မယ်အဲဆိုရင် chain ပြန်တက်မယ်တိုင်တိုဒါက round 10ပြန်တက်မယ်နော် round 10ပြန်ဆက်ထိုးမယ် round 10ကတိုင်တို10တိုင်အရင်ဆက်ထိုးခဲ့မယ်တဲ့နဲ့တော့လေး5 6 9 10 9 10ပြီးလို့ရှိရင်တိုင်ရောတစ်ခုထိုးမယ်ပြီးလို့ရှိရင်တိုင်တို73ခုတိုင်တို73တိုင်ပြန်ဆက်ထိုးခဲ့မယ်နဲ့တော့လေး5 6 9 10 9 10 11 12 13ပြီးရင်ဒီမှာ slip stitch ပြန်ချိန်မယ် round 10ပြီးသွားလို့ရှိရင်မြင်တို့ဒီမှာဒီစလီကိုမို့လေးထည့်ပေးမယ်နော်
round 10ပြီးရင် round 17ပြန်စမယ် round 17ကချင်းဝတ်တက်မယ်နော်ချင်းဝတ်တက်ပြီးတော့တိုင်တိုးတစ်တိုင်းအရင်ထိုးမယ်ပြီးလို့ရှိရင်တိုင်ရော့လေးပြန်ထိုးမယ်ပြီးလို့ရှိရင်တိုင်တိုးနှစ်တိုင်းပြန်ထိုးမယ်တဲ့နဲ့ပြီးလို့ရှိရင်တိုင်တိုးတစ်တိုင်းပြန်ထိုးမယ်တိုင်ရော့လေးထိုးမယ်နော်တိုင်ရော့လေးထိုးမယ်တိုင်တိုးမဟုတ်ဘူးနော်တိုင်ရော့လေးထိုးမယ်နော်အခုဆိုရင်တိုင်တိုးနှစ်တိုင်းတိုင်ရော့တစ်တိုင်းတစ်ခုထိုးပြီးသွားရယ်နော်ဒါမျိုးစုစုပေါင်း5ခုထိုးပြီးရမှာတစ်ခုထိုးပြီးသွားပြီဆိုတော့နောက်ထပ်4ခုပြန်ဆက်ထိုးမယ်နော်ပြောလို့ရှိရင်ဒီမှာတိုင်တိုးတစ်တိုင်းထိုးရအောင်မယ်နော်တိုင်တိုးတစ်တိုင်းတိုင်ရော့တစ်တိုင်း5ခုထိုးပြီးသွားလို့ရှိရင်တိုင်တိုးတစ်တိုင်းပို့ရနော်အဲ့ဒါလေးဆက်ထိုးခဲ့မယ်နော်ဒါဆိုရင်စုစုပေါင်းဒီမှာတိုင်တိုး18တိုင်ဖြစ်သွားမယ်နော်အဲ့ဒါလေးကို slip stitch လုပ်မယ်ဒီမှာခေါင်းနဲ့ကိုယ်နဲ့ဆက်ဖို့အတွက်လေကျိုးရှိရှိလေးထားပေးခဲ့မယ်နော်ကျိုးရှိရှိလေးနည်းနည်းရှိရှိလေးပေါ့နော်ထားပေးခဲ့ရမယ်โอเคဒီအစင်းဒီကနေ slip stitch လုပ်ထားတဲ့ဘိုင်းကိုကျတော့အနောက်မှာထားမယ်ပြီးလို့ရှိရင်ဒါကြောင့်အရှေ့ဘက်မှာထားမယ်ပေါ့နော်ကောင်းတဲ့ကိုယ်နဲ့ကိုဒီလိုလေးလုပ်ပြီးတော့ဆက်မယ်နော်ဒီလိုလေးတစ်ချက်ချိန်ကြည့်လိုက်နော်မျက်နှာနဲ့ခန္ဓာကိုယ်နဲ့ဒီလိုလေးတက်လေးဖြစ်နေမျက်နှာလေးအရှေ့ကိုတက်လေးဖြစ်နေအောင်ဒီလိုလေးချိန်ပြီးတော့ဆက်တော့မယ်နော်ဒီလိုလုပ်ပြီးတော့ဒါနဲ့လက်နဲ့ဒီချာလေးကင်ထားပြီးတော့ဆက်မယ်နော်
ခုနေရက်လေးအရင်စထိုးမယ်နော်နေရက်လေးပြန်စထိုးမယ်ဟိုမကြည့်ရင်းနဲ့စမယ်မကြည့်ရင်းချိန်ဝန်တက်မယ်ပြီးရှင်ရင်မကြည့်ရင်းတိုင်တိုး6ခုနဲ့အရင်ထိုးခဲ့မယ်ဒီနဲ့တော့ဒီချက်လိုရသွားပြီပြီးလို့ရှိရင်ဒီမှာက slip stay မလုပ်ဘူးเนาะတခါတည်းတိုင်တခါတည်းတက်သွားမယ်เนาะဒီမှာတပေါက်ချင်းစီမှာတိုင်ပွားလေးနဲ့ထိုးခဲ့မယ်ဆိုရင်ပထမတစ်ပေါက်မှာတိုင်ပွားလေးထိုးခဲ့ပြီเนาะဒီမှာ magic လေးနဲ့မှတ်ခဲ့မယ်เนาะပြီးတော့နောက်တစ်ပေါက်မှာတိုင်ပွားလေးပြန်ဆက်ထိုးမယ်ဒီမှာတိုင်တိုး6တိုင်ရှိရဆိုရင်6တိုင်စလုံးမှာတိုင်ပွားလေးနဲ့ထိုးခဲ့မယ်ဆိုရင်ဒီမှာတိုင်တိုး12တိုင်ရှိနေရမယ်เนาะကျန်အခုဒါဆိုရင်3ပေါက်ဖြစ်သွားပြီเนาะ3ပေါက်မှာတိုင်ပွားလေးနဲ့ထိုးခဲ့တာနောက်တစ်ကျန်တဲ့3ပေါက်ကိုလည်းတိုင်ပွားလေးနဲ့ဆက်ထိုးခဲ့မယ်เนาะဒါဆိုရင် round 2ပြီးသွားပြီ round 2ပြီးသွားပြီဆိုရင် round 3ပြန်စမယ် round 3ကိုလည်းတစ်ခါတည်းတိုင်တက်မယ်เนาะတိုင်တက်ပြီးတော့ဒါကိုတက်လို့မှတ်မယ်ဒီ round 3ကတိုင်တိုးတစ်တိုင်ထိုးမယ်တိုင်ပွားလေးထိုးမယ်เนาะကိုတိုင်တိုးတစ်တိုင်ထိုးပြီးွားလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်ပွားလေးပြန်ထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုးတစ်တိုင်ထိုးမယ်ပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်ဒီလိုပဲပတ်လဲဆက်ထိုးခဲ့မယ်เนาะဒါဆိုရင် round 3ပြီးသွားပြီ round 3ပြီးသွားပြီဆိုရင်ဒီမှာ slip stitch လေးနဲ့ချက်ချီလိုက်မယ်เนาะ slip stitch လေးနဲ့ချီပြီးသွားလို့ရှိရင်ဒီမှာချုပ်ဖို့ရောဒီနားပြန်တက်ဖို့ရောကြိုးလေးချန်ထားမယ်เนาะနည်းနည်းရှိရှိလေးချန်ထားမယ်ရှိရင်ဒါဆိုရင်ဒါလေးကိုတစ်ချက်ချုပ်ပေးမယ်เนาะချုပ်ပေးမယ်ဆိုရင်ဒီလိုလေးဒီလိုလေးရသွားပြီเนาะဒါမျိုးကိုနောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပြန်ထိုးခဲ့မယ်เนาะရွက်လေးကိုတတ်မယ်ဆိုရင်ဒီလိုလေးတတ်မယ်เนาะဒီလိုလေးတတ်ပေးမယ်เนาะရွက်လေးရဒီလိုလေးတတ်ပေးမယ်ဒါဆိုရင်မမေတော့တတ်မယ်เนาะဒီနာဒီစပင်ရဲ့အောက်နာလောက်ဆိုရပြီเนาะဒီလိုလေးတက်ပေးမယ်เนาะနောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပဲပြန်တက်ပေးမယ်เนาะ
လက်ပြန်ထိုးမယ်နော်လက်ကတော့ measuring နဲ့လုပ်မယ် measuring လုပ်ပြီးတော့တိုင်တိုး6တိုင်ရင်ထိုးခဲ့မယ်နော်ပြီးလို့ရှိရင်ဒီမှာ slip stitch လေးနဲ့ပြန်တော့ချိန်မယ်နော်ပြီးရင်ဒီမှာချိန်ဝင်တက်မယ်ပြီးလို့ရှိရင်တိုင်တိုးနဲ့တာရင်ထိုးမယ်ပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်တိုင်တိုးနဲ့တိုင်ထိုးမယ်ပြီးရင်တိုင်ပွားလေးပြန်ထိုးမယ်ဒါဆိုရင်တိုင်တိုး8တိုင်တောင်းပါเนาะတိုင်တိုး8တိုင်ကိုပြီးတော့ဒီမှာ slip stitch ပြန်လာချိန်မယ်ဒါဆိုရင် round 2ပြီးသွားပြီပေါ့နော် round 2ပြီးသွားပြီဆိုရင် round 3ကနေ round 7 အထိကိုတိုင်တိုး8တိုင်အဲ့လိုပဲတက်သွားမယ်နော်ဒါ round 3ပြန်စမယ်တဲ့နဲ့တော့ဒီချာရှေ့ပြီးလို့ရှိရင်ဒီမှာ slip stitch နဲ့ပြန်လာချိန်မယ်ဒါဆိုရင် round 3ပြီးသွားပြီဒါဆို round 7အထိပြန်ထိုးမယ်နော်လက်ကလေးကို round 9အထိထိုးခဲ့ပြီနော်ဒါဆိုရင်ဒီလိုလက်ကလေးနှစ်ခုရအောင်ရင်ထိုးခဲ့မယ်ပြီးလို့ရှိရင်ဒီလက်ကလေးအထဲမှာဒီလိုစီလီကွန်လေးထည့်ပေးမယ်နော်ပြီးလို့ရှိရင်ဒီမှာလက်ကလေးကိုဒီလိုလေးဆက်မယ်နော်ဒီမှာဒီလိုလေးတက်မယ်နော်ဒီလိုလေးကိုဒီမှာလေးဆက်ပါမယ်နော်ဒီမှာလေးဆက်မယ်ဆိုရင်ဒီလိုလေးဒီလိုလေးထိုးရမယ်နော်ဒီလိုလေးထိုးပြီးတော့ဒီဘက်ကတစ်ဖက်ကိုလည်းဒီလိုလေးပဲတက်ပြီးခဲ့မယ်နော်ဒီဘက်တစ်ဖက်တက်တယ်လို့ပဲဒီဘက်ကိုလည်းအဲ့လိုပဲတက်ခဲ့ပြီမယ်နော်ဆိုရင်ဒီလိုလေးပြီးသွားပြီနော်ဒီလိုလေးပြီးသွားပြီဆိုရင်ခုဒီအပေါ်ကနေသူ့ရဲ့အင်ဂျီလေးပြန်ချုပ်ပေးမယ်ဆိုတော့အခုအရင်မြင်တို့ဒီမှာဘက်လက်လေးယူပြီးထိုးသွားတဲ့နေရာလေးရှိရနော်ဒါဆိုရင်ဒီအရှိချမ်းလေးကြံခဲ့မယ်ဆိုတော့မြင်တို့ဒီမှာစင်တာလေးတစ်ခုယူလိုက်မယ်စင်တာလေးတစ်ခုထားပြီးတော့ဒီမှာတိုင်တို9တိုင်လေးထားလို့ရအောင်စင်တာတစ်ခုထားမယ်ဒီရနေမှတ်လိုက်မယ်နော်စင်တာမရဘူးဆိုရင်ပြန်ရွှေ့ရမယ်နော်စင်တာအရင်ထားမယ်1 2 3 4 5 6ခွန်ဆိုရင်ဒီနာရောက်သွားပြီဒါဆိုရင်စင်တာလေးမိသွားပြီနော်ဒါတော့ဘယ်နားမှာပဲနှလိုင်းဆိုတာတက်ကိုယ့်အနေကိုဒီမှာစင်တာလေးတစ်ချက်ချိန်ပြီးတော့ထိုးသွားရမယ်နော်ဒါဆိုဒီကနေမြင်ရတော့ဒီမှာထိုးရမယ်တိုင်တိုး9တိုင်အရင်ထိုးမယ်နော်ဒီမှာဒီကနေဝင်လိုက်မယ်
ဝင်ပြီးတော့ဒီကနေဒီလိုလေးဝင်မယ်ဝင်ပြီးရင်ဒီမှာ chain တစ်ခုတက်မယ်ဒီလိုတက်ပြီးတော့ဒီမှာတိုင်တိုတိုင်းရင်ထိုးမယ်နော်ဒီနားလေးမှာတိုင်တိုတိုင်းရင်ထိုးမယ်တိုင်တိုပြီးလို့ရှိရင်ဒီမှာနောက်ထပ်တစ်ခုပြန်ထိုးမယ်နောက်တစ်နေရာမှာနှစ်ခုပြီးသွားပြီပြီးလို့ရှိရင်ဒီမှာထပ်3ခုနောက်တစ်နေရာမှာ4ခုနောက်တစ်နေရာမှာ5ခုနောက်တစ်နေရာမှာ6ခုနောက်တစ်နေရာမှာ9ခုဒါဆိုခုနှစ်ပြီးသွားရနော်ဒီလိုဒီဘက်ကပူနေတဲ့ဒီကျိုးလေးကိုဖြတ်လိုက်လို့ရတယ်နော်ပြီးသွားပြီဆိုရင် chain ဒီမှာ10ခုရင်တက်ခဲ့မယ်နော်1 2 3 4 5 6 9 10ခုတက်ခဲ့ပြီဆိုရင်ဒီဘက်ကိုပြန်လာချိတ်ပြီးမယ်နော်chain 10ခု17ခု12ခု12ခု13ခုလောက်မှမြင်မှာပေါ့နော်ကိုယ့်ရဲ့ဒီအယုတ်ကိုချိန်ဆပြီးတော့ဒီမှာ73ခုရယ်73ခုပေါ့နော်10ခုနဲ့ရတယ်ဆိုလဲ10ခုနဲ့ရအောင်ထိုးရမယ်နော်တယောက်နဲ့တယောက်ကဒီမှာခေါင်းနဲ့ကိုယ်နဲ့ဆက်တဲ့နေရာမှာဟိုမိုးတွေဒီထဲမှာမိုးထည့်ရခြင်းလည်းမတူဘူးပေါ့နော်ထိုးရလဲရေခြင်းလည်းမတူဘူးဆိုတော့ဒီနားလေးမှာနည်းနည်းကွာနေเนาะအဲဆို10ခုဆိုလဲ10ခုထိုးခဲ့မယ်12ခုဆို12ခုအခုမြင်က73ခုလောက်မှပဲဒီအနောက်ကဟာနဲ့လာသွားချိန်တာပေါ့နော်အဲဆိုရင်ဒီနားလေးကိုအလင်နားလေးကိုတစ်ချက်လောက်ချိန်ပြီးတော့မြင်ဒီမှာတိုင်တူလေးနဲ့ပဲချိန်လိုက်မယ်နော် slip stitch နဲ့မဟုတ်ဘဲနဲ့တိုင်တူနဲ့ချိန်လိုက်မယ်ဒါဆိုရင်တိုင်တူဒီမှာတစ်ခုဖြစ်သွားပြီပေါ့နော်နောက်ထပ်တိုင်တူတစ်ခုပြီးသွားပြီဆိုရင်ဒါကတိုင်တူနှစ်ခုပြီးသွားမယ်ပြီးရင်နောက်ထပ်ဒီမှာတိုင်တူက3ခုပြီးသွားမယ်ပြီးရင်ဒီမှာနောက်ထပ်ကတိုင်တူကဒါဆိုရင်4ခုဖြစ်သွားမှာပေါ့နော်တိုင်တူ4ခုပြီးရနဲ့ဒီမှာချင်းပြန်တက်မယ်ချင်း73ခုเนาะ1 2 3 4 5 6 9 10 9 10 11 12 13ခုဆိုရင်ဒီဘက်ကိုသွားပြီးတော့ဒီမှာပြန်တော့ချိန်မယ်နော်ဒီမှာက slip stitch လေးနဲ့ပဲပြန်လာချိန်မယ်နော်ဒီမှာက chain ဟိုပါပေါ့နော်တိုင်တူနဲ့မဟုတ်ဘူးねဒီမှာက slip stitch လေးနဲ့ပဲပြန်လာချိန်မယ်လို့ရှိရင်ဒီမှာနောက်ထပ်တစ်ခု slip stitch ပြန်တော့မယ်နော်ဆက်ချီလိုက်တဲ့ဘောပေါ့လို့ရှိရင်ဒါလေးကိုကြိုးတင်းဖို့အတွက်နည်းနည်းရှိရှိလေးထားလိုက်မယ်နော်ဟိုထိုးလေးရအောင်လို့ဒီလောက်ထားလိုက်မယ် okay ဆက်လို့ရှိရင်ဒါလေးကိုဒီကျိုးလေးပြန်တင်သွားမယ်ဒီဘက်ကိုထိုးမယ်ကျိုးလေးမမြင်ရဘူးထိုးရမှာဆိုရှင်
ဖြစ်ပြီးသွားပြီတိုးကလေးရပြီးသွားပြီနော်ဒါမျိုးဆိုအိုးအရင်ချစ်ဖို့ကောင်းတာပဲကဲထိုးလိုက်ထိုးကြရလို့အလုံးအဆင်ပြေကြပါစေကျေးဇူးများတင်ပါတယ်